ကျမတို့နဲ့ခင်နာသိမ့်မကြသေးတဲ့မိတ်ဆွေတယောက်ကကျမတို့ပေါ်သစ္စာဖောက်သွားတာနဲ့ကျမတို့နဲ့အချိန်ကြာမြင့်စွာခင်လာပြီးတော့ကျမတို့အကြောင်းကိုတည်တည်ချာချာကိုသိနေတဲ့မိတ်ဆွေတယောက်ကသစ္စာဖောက်သွားတာနဲ့ကျမတို့ဘယ်ရာပိုထိခိုက်နာခြင်းရမယ်ထင်ပါတယ်လူချင်းမင်းတို့ market ထဲမှာလမ်းမပြောက်သွားစေဖို့အတွက်ကျမတို့ trading map ကအမြဲတူရှိနေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ The Trading Map ရဲ့ Telegram, TikTok, YouTube တွေကိုချိတ်ဆက်ထားပြီးတော့နေ့စဉ်ခါမဲ့စောင့်ကြည့်လေ့လာလို့ရပါတယ်။မင်္ဂလာပါယူသက်ပါရှင်။ကျွန်မက traders တွေအတွက်အကြံဉာဏ်ပေးတဲ့ဝန်ဆောင်မှုတွေနဲ့သင်တန်းတွေကိုတင်ကြားပို့ချပေးလျက်ရှိပါတယ်။ကျမတို့နဲ့ခင်နာသိမ့်မကြသေးတဲ့မိတ်ဆွေတယောက်ကကျမတို့ပေါ်သစ္စာဖောက်သွားတာနဲ့ကျမတို့နဲ့အချိန်ကြာမြင့်စွာခင်လာပြီးတော့ကျမတို့အကြောင်းကိုတည်တည်ချာချာကိုသိနေတဲ့မိတ်ဆွေတယောက်ကသစ္စာဖောက်သွားတာနဲ့ကျမတို့ဘယ်ရာပိုထိခိုက်နာခြင်းရမယ်ထင်ပါတယ်လေ။သိချတာကတော့ကိုနဲ့အချိန်ကြာမြင့်စွာရင်းနှီးတဲ့သူကသစ္စာဖောက်သွားလေဒီလိုပုံများလေးပါပဲ။ trading မှာလည်းသဘောတရားတူပါပဲ။ကျမတို့ဒီလုပ်ငန်းကိုလုပ်တဲ့အခါမှာတချို့အလေးအကျင့်တွေဒီကျမတို့တွေကိုဆုံးရှုံးမှုတွေအမားတွေစီကိုဆွဲခေါ်သွားတတ်ပါတယ်။ဒါဟုတ်တိနဲ့ကျမတို့ကမပြင်းမဲနဲ့ရေရှည်တာသူနဲ့တသားရင်းနေသွားမယ်ဆိုလို့ရှိရင်အချိန်ကြာလာလေကျမတို့ပြင်ရခက်လေထိခိုက်ဆုံးရှုံးမှုတွေဒီပိုများလာနိုင်လေပါပဲ။ဒါကြောင့်စောစီစီဒီရာဒီကျမတို့ရဲ့ရန်သူဖြစ်နေတာကိုသိမယ်ဆိုလို့ရှိရင်မိတ်ဆွေဖြစ်မဲ့အဆင့်ကိုဆွဲပြီးတော့မခေါ်ခင်နေပေါ့။ sorry ခဲ့တာကျမတို့ဒီຢာတွေကိုရှင်းထုတ်ထားဖို့လိုတယ်အလေးအကျင့်မှားတွေကိုပြုပြင်ဖို့လိုတယ်စောစီစီပြုပြင်မထားဘူးဆိုလို့ရှိရင်တစ်ချိန်မှာကျမတို့ကိုသူကနေပြန်ပေးမဲ့ဆုံးရှုံးနေတာမှုဒီအင်တန်များပါလိမ့်မယ်နောက်ဆုံးမှာကျမတို့ခန္ဓာရည်မရှိတော့လောက်တဲ့အထိဆုံးရှုံးနေတာမှုတွေအခက်အခဲတွေရင်ဆိုင်နေရနိုင်တဲ့ဒီအလေးကျင့်စိုးတစ်ခုကိုကျမတို့ကဘာကြောင့်ခေါင်းမှပြီးတော့ကိုယ်စိတ်ကိုအလိုလိုက်ပြီးတော့ငါမပြင်းနိုင်သေးဘူးဆိုပြီးတော့တစ်လျှောက်လုံးဆွဲခေါ်လာနေရ။ဒါကြောင့်မို့ကျမတို့မှားယွင်းနေတဲ့အလေးအကျင့်တွေရှိမယ်ဆိုလို့ရှိရင်စောစောစီစီပြုပြင်ပြောင်းလဲပါစိတ်ကိုအလိုလိုက်ပြီးတော့နောက်ဆုံးချိန်ထိဆွဲခေါ်မလာပါနဲ့။ကျမတို့မလုပ်နိုင်တာဘာမှမရှိပါဘူး။ကိုယ်စိတ်ကဆောင်နေဆိုလို့ရှိရင်အရာအလုံးဖြစ်နိုင်တာဖြစ်တဲ့အတွက်ဒီအရာလေးတွေကိုပြုပြင်ပြောင်းလဲကြည့်ပါလို့ကျမကအကြံပြုပါတယ်။ဗီဒီယိုလေးကိုစောင့်ကြည့်လေ့လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။တာယာသောနေ့လေးတစ်နေ့ဖြစ်ပါစေ။